ဝုကောရှောင်းနေပြီးအသင်းအတွင်းမှာအခြေအနေတွေပုံမဆိုးရလာတယ်လည်းပါဘူးအားလုံးပဲမင်္ဂလာပါများကျွန်တော်တို့ရဲ့ GB1 စိတ်ဘောလုံး channel လေးကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေဒီနေ့မှာတော့ဝုကောရှောင်းနေပြီးအသင်းအတွင်းမှာအခြေအနေတွေပုံမဆိုးရလာတယ်လည်းပါဘူးဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါဒီတော့ပရီးမီးယားလိပွဲစဉ်အပြင်လည်းပါအသင်းဟာတန်းစင်းဆောင်ကဝုအသင်းကိုနှစ်ခုနဲ့ရှုံးနေပြီးအိမ်မက်ဆိုးတစ်ခုကိုထပ်မံကြုံတွေ့ခဲ့ရပြန်ပါပြီဒီဝဲပြီးမှာတော့အသင်းကောင်းဆောင်ဖန်ဒိုက်ကနီးပြအာနီစလော့အနေနဲ့အသင်းပေါ်ဒေါသထွက်ဖို့အခွင့်အရေးပေးဝရှိတယ်လို့ပွင့်လင်းလင်းဝန်ခံသွားခဲ့ပါတယ်ဒီဘက်မှာလည်းအသင်းဟာရိုဒီဂိုဂိုမက်စ်ရဲ့အတွင်းကိုနဲ့အစောပိုင်းကလေးကဂိုးပေးခဲ့ရတာပါ83မိနစ်မှာမိုဟာမက်ဆာလာကချီပါကိုပြန်သွင်းပေးခဲ့ပေမဲ့94မိနစ်မှာဝူကွဲတဲ့လူအန်ဒရီကအနိုင်ကိုသွင်းယူသွားခဲ့ပါတယ်ဒါလည်းအတွက်တော့သမိုင်းတစ်လျှောက်အဆိုးအဆုံးဆိုင်တစ်ခုဖြစ်သွားပြီးတရားဒီထဲမှာနာကျင်ချိန်မိုးဂိုးတွေကြောင့်9ပွဲအထိရှုံးနေခဲ့တဲ့ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်ဒီဝဲပြီးမှာတော့ဒွန်နိုင်ကခုလိုဖွင့်ရလာခဲ့ပါတယ်ဟုတ်ပါတယ်နီးပြဒေါသထွက်နေတာကျွန်တော်တို့ညံပြင်းခဲ့လို့ပါပရိုင်းမှာကလေးကအခြေအနေမကောင်းခဲ့သလိုဒုတိယပိုင်းမှာအချိန်မြင့်ခဲ့ပေမဲ့လုံလောက်မှုမရှိခဲ့ပါဘူးသူဒေါသထွက်ပိုင်ခွင့်ရှိပါတယ်ကျွန်တော်တို့ဟာခန္ဓာကိုယ်ရောစိတ်ပိုင်းဆိုင်ရာပါအများဆုံးနလန်ထူပြီးလာမယ့်တောင်းကြနေမှာကစားရမယ့် FA ဖလားပွဲအဆင့်ကိုအပြည့်အဝအာရုံစိုက်ရပါတော့မယ်လို့နလန်သားကအသင်းမော်တွေကိုသတိပေးသွားခဲ့ပါတယ်ဗန်ဒိုက်ကထပ်ပြီးတော့ဂိုးစာပေးရတာနဲ့ထိုက်တန်အောင်ကိုကျွန်တော်တို့ကစားနေတာနှေးကွေးလုံးပြီးခံမရလွယ်ကူနေခဲ့တာပါလို့ကိုအသင်းကိုဝေဖန်ခဲ့ပါတယ်အခုရှုံးရဲ့ကြောင်းလေပေါင်းအသင်းဟာချန်ပီယံလိဝင်ခွင့်အတွက်အဆင့်9နေရာမှာရုန်းကန်ခဲ့ရပြီးချဲလ်ဆီကအင်စတိုမီလာအသင်းကိုသာနိုင်သွားခဲ့ရင်အဆင့်6ထိဆင်းသွားဖို့ရှိနေပါတယ်ချန်ပီယံလိဝင်ခွင့်ရခဲ့ရင်ကျွန်တော်တို့နဲ့ထိုက်တန်လို့မရခဲ့ရင်တော့မထိုက်တန်လို့ပါပဲဆိုရဲဗန်ဒိုက်ရဲ့စကားကလည်းတကယ်ကိုပြတ်သားလုံးပါတယ်နီးပြအာနီစလော့ကတော့အသင်းရဲ့ရှုံးပွဲအပေါ်ဒါဟာဇလန်းဟောင်းတပုတ်လိုပါပဲလို့ဆိုပါတယ်ကျွန်တော်တို့ဘောလုံးပိုင်ဆိုင်မှုတာစီရပါမယ် Open Play ကနေဂိုးသွင်းဖို့အတော်လေးရုန်းကန်နေရပါတယ်မကြသေးခင်ကမှရမက်တွေရနေတာဟာအလွတ်တေကန်ဘောတွေအကြောင်းမှာဒီပွဲမှာတော့အဲ့ဒါတွေလည်းညံပြင်းခဲ့ပါတယ်လို့စလော့ကထောက်ပြသွားပါတယ်လေဘောင်းတင်ကတော့လက်ရှိပရီးမီးယားလိချန်ပီယံဆိုပေမဲ့အင်အာဒီနဲ့ဒီအာဒီမှာတော့အခြေအနေတွေကအများကြီးကိုကွာခြားသွားခဲ့တာပါအင်အာဒီကနီးပြရာဂန်ကလော့တီဆောက်ခဲ့တဲ့လေဘောင်းကိုစလော့ကလွယ်လွယ်ရယူခဲ့ပေမဲ့ဒီအာဒီမှာတော့လေဘောင်းတင်ကလက်ရှိချန်ပီယံဆိုတာတော့ဘယ်သူမှမယုံနိုင်အောင်ခြေစွမ်းတွေကဆိုးဝါးသွားခဲ့တာပါအဓိကကတော့အသင်းတိုင်းစစ်ကဆာလာလင်းအကြပိုင်းကိုရောက်သွားခဲ့တယ်လို့အာဂိုရီချီခေါ်ယူထားခဲ့တဲ့တိုက်စစ်မှုအီဆက်ကလည်းတရားဒီလုံးတန်ရာပြဿနာရှိနေခဲ့တာပါဒါနဲ့မကသေးပဲကန်ဆယ်ပိုင်းကလည်းတော်လေးကိုစုပ်ချခဲ့ပြီးတော့တွင်းကိုတွေကိုလွယ်တကူခွင့်ပြုပေးနေခဲ့ရတာပါဒီလိုပပောင်းစုံကနေယုံရင်းလာခဲ့တဲ့လေဘောင်းအသင်းနေနဲ့တရားဒီမှာစမ်းဆောင်ရေးပိုင်းကတော်လေးကိုကြာဆင်းသွားခဲ့တာအားလုံးမြင်ပါပြီနိပြအာနီစလော့အနေနဲ့လက်ရှိချင်းတွေကိုပြောင်းပြန်လှန်ပြဖို့လိုအပ်နေပါတယ်ဒါမှမဟုတ်ရင်တော့စလော့ရဲ့ထိုင်ကုန်နေရာပါလှုပ်ခတ်လာနိုင်ပါတယ်နောက်16မှာလေဘောင်းအသင်းရဲ့မဟာဗျံမဲ့မန်ချက်နိုင်တက်ကကာရီလာအောက်မှာအဆင့်3နေရာထိတက်လာခြင်းမှာလေဘောင်းကတော့စံချိန်စိုးနေနဲ့ရုန်းကန်နေရတာပါလေဘောင်းအသင်းအနေနဲ့လာမယ့်တောက်ချာနေမှာဝူကိုခန်းစားချပြီး FA ဖလားမှာခီးဆက်နိုင်ပါမလားစလော့ရဲ့လေဘောင်းရဲ့အနာဂတ်ကရောဘယ်လိုများရှိလာနိုင်မလဲအောက်ကကွန်မန့်မှာဆွေးနွေးပေးခဲ့ကြလို့ရပါတယ်ဒီနေ့တင်ဆက်မှုကတော့လောက်ပါပဲနောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေပွဲကြိုပွဲပြီးသုံးသပ်ချက်တွေပြင်စိတ်ဝင်စားဖွယ်အကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ GB1 စိတ်ဘောလုံး channel လေးကို like and follow လုပ်ပြီးဒီလိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ